ပြီးတော့ကြိုဆိုလိုက်ပါတယ်ရှင်ကျမကတော့ညကိခိုင်ပါရှင်ဟုတ်ကဲ့ပါကျွန်တော်ကတော့ဇူလာပါခင်ဗျာဟုတ်ပါတယ်ဒါကေရီရဲ့စီစဉ်ရဆိုလို့ရှင်တော့ကြီးချုပ်နေတဲ့ပရိသတ်တွေကိုသူသားသားဆုံနေပေးစွမ်းနိုင်မှုအတွက်ကိုဒါအမြဲတမ်းတင်ဆက်ပေးနေအစဉ်လေးပါရှင်အဲ့တော့ဒီနေ့မှာဆိုလို့ရှင်တော့ကေရီကပေါ့နော်ထထူးခြားခြားအနေနဲ့ဒါပရိသတ်တွေကိုတင်ဆက်ပေးမှာဆိုလို့ရှင်တော့ဒါကောင်ဆယ်လင်းအစီအစဉ်လေးကိုတင်ဆက်ပေးချင်ပါတယ်ဒါကြောင့်မလို့ဒီကနေ့မှာကေရီရေးချပေးထားတဲ့ကောင်ဆယ်လင်းကတော့ဘန်တော့ဆိုတဲ့ဒါကောင်ဆယ်လင်းရေးချပေးထားပါတယ်အဲ့တော့ပြောမယ်ဆိုလို့ရှင်တော့အခုဒီနောက်ပိုင်းမှာဆိုလို့ရှင်ပေါ့နော်ကေရီဒါနေ့စဉ်လှုပ်ရှားတဲ့အခါမှာဆိုလို့ရှင်ဒါကေရီဒါအလုပ်တာဝန်တွေလည်းများကြတယ်ပြီးလို့ရှင်ဒါမိသားစုတာဝန်တွေလည်းရှိကြတယ်ပေါ့နော်ဒါတွေမကသေးပါဘူးဒါနေ့စဉ်ဘဝတွေဖိအားတွေကြောင့်မလို့ဒါလူအများပြားဟာဆိုလို့ရှင်ဒါစိတ်ဖိစီးမှုတွေကိုဒါအနေနဲ့အများတော့ဒါကြုံတွေ့နေကြရပါတယ်အဲ့တော့ဒီဖိအားတွေကိုဒါအချိန်ကြာမြင့်စွာဒါခံစားရတဲ့အခါမှာကြုံတွေ့ရတဲ့အခါမျိုးမှာဆိုလို့ရှိရင်เนาะဒါကိုယ့်ရဲ့ဒီစိတ်ပိုင်းဆိုင်ရာပြီးလို့ရှိရင်ရုပ်ပိုင်းဆိုင်ရာပေါ့เนาะဒါပင်ပန်းတွန်းတဲ့မှုတွေကိုဒါကြုံတွေ့ခဲ့ရပါတယ်ဒါကေတို့လည်းဒါတစ်ခါတလေမှကြုံတွေ့တတ်ပါတယ်เนาะအဲ့တော့ဒါကြောင့်မလို့ဒီဘန်နောက်ရဲ့ပေါ့เนาะဒါအဖြစ်များတဲ့ဒါလက္ခဏာလေးတွေပြီးလို့ရှိရင်ဒါဖြစ်ပေါ်လာတဲ့အကြောင်းရင်းကာဝယ်ဖို့နည်းလမ်းလေးတွေကိုဒီနေ့မှာဒါဟယ်လိုမြန်မာပြည်သက်တွေကိုဒါမျှဝေပေးသွားမှာပါအဲ့တော့ဒီနေ့စစ်စစ်မှာဒီကောင်းစင်လေးကိုဆွေးနွေးပေးသွားဖို့အတွက်ကို counseling corner ကနေပြီးဆရာမကိုလည်းဖိတ်ခေါ်ပေးထားပါတယ်ရှင်ဟုတ်ကဲ့ပါပြန်ဆုံးကြပြန်ပြီเนาะဟုတ်တယ်ဆရာမအဲ့တော့ဒီနေ့မှာဆိုလို့ရှိရင်ဒါဆရာမနဲ့လည်းဒါဒီကောင်းစင်နဲ့ပတ်သက်ပြီးအကြောင်းအများကြီးဆွေးနွေးကြမယ်လေเนาะဟုတ်ကဲ့ပါဒီတစ်ပတ်မှာလည်းကျွန်တော်တို့ဒါဘန်တော့ဆိုပြီးတော့မှခေါင်းစဉ်တွေကိုရွေးထားဆိုတော့ဆရာမကိုကျွန်တော်ကနေပြီးတော့ပဲပထမဆုံးမိကုန်းတွေကိုမေးချင်ပါတယ်ကျွန်တော်အနေနဲ့လေဆရာမပင်မန်းနာနဲ့ဒီဘန်တော့ဖြစ်တာနဲ့ပေါ့နော်ရောထွေးနေတယ်အဲ့လိုရောထွေးနေတယ်ဒါပေမဲ့တစ်ရက်နှစ်ရက်လောက်ကိုနားလိုက်မယ်ဆိုရင်ပျောက်သွားတယ်ပေါ့နော်ဒီပင်မန်းမှုနဲ့ဒီဘန်တော့ကရောဖြစ်တာနဲ့ပေါ့နော်ဘန်တော့ဖြစ်တာနဲ့ကဘယ်လိုကွာခြားလဲပေါ့အဲ့ဒါလေးကိုလည်းဆရာမအနေနဲ့ရှင်းပြပေးပါအောင်ဒီစီဇန်ဒီပထမဆုံးမိကုန်းအနေနဲ့ဟုတ်ကဲ့ပါဆိုတော့ပင်ပန်းနေဆိုတော့လူတော်များများမှာဖြစ်တတ်တယ်ပေါ့နော်ဟိုတခါတလေပါကိုကအလုပ်တွေစတိုက်လုပ်နေရတဲ့အခါမှာပင်ပန်းနေတယ်ဒီလိုရတဲ့အခါမျိုးမှာလည်းပင်ပန်းနေဆိုတဲ့ခံစားချက်တွေလည်းကျွန်တော်လူတော်များများမှာဖြစ်တတ်တယ်ဆိုတော့အဲ့ဒီခါမှာကိုအတွက်ကိုအေးဘောကအေးလိုက်တာအနားယူလိုက်တယ်ဆိုတဲ့အခါမှာဒီပင်ပန်းနေဆိုတဲ့အချိန်လေးကတက်တာသွားတတ်တယ်ဒီချိန်ထဲမှာပဲကိုလုပ်တယ်မှာကိုအောင်ရေလုံးနိုင်သွားပြီဆိုတော့ကိုပြန်ပြီးတော့မှငါတော့လုံးနိုင်သွားပြီဆိုတော့ခံစားချက်လေးတွေရတယ်ဆိုတော့ပြန်နိုင်တယ်လို့လည်းလေဆိုတော့ဒီဘန်နောက်ကကြတော့ကျွန်တော်ပြင်ပန်းနွမ်းနေပြောရမယ်ချင်းတိုက်ရိုက်ပါအစင်းနော်ဆိုတော့ဒီဘန်နောက်ကကြတော့ဒီစိတ်ဖိစီးတဲ့အခြေအနေကအကြိုင်ဖြစ်လာတယ်ဆိုတော့ဖြစ်စဉ်တစ်ခုဆိုတော့ဒီစိတ်ဖိစီးတာတော့ခဏခဏဇက်တိုက်ဖြစ်လာတယ်စိုးစိုးကတင်နန်းနေဆိုတဲ့အခြေအနေမှာဇက်တိုက်ဖြစ်လာတယ်ဆိုတဲ့အခါမှာဘန်နောက်ဆိုတဲ့အခြေအနေတစ်ခုဖြစ်လာတယ်ဆိုတော့ပြင်ပန်းနွမ်းနေတယ်ကိုယ့်ရဲ့ရုပ်ပိုင်းဆိုင်ရာစိတ်ပိုင်းဆိုင်ရာလာပြီးတော့မှတိုက်ရောက်လာတယ်ဆိုတော့အခြေအနေတစ်ခုကျွန်တော်ဘန်နောက်လို့ခေါ်တယ်နော်ဘန်နောက်ကပင်ပန်းမှုကနေစင်ကဲဖြစ်ပေါ်လာတဲ့အရာလို့ပြောလို့ရလားတနည်းအားဖြင့်ပြောရမယ်ဆိုတော့အဲ့လိုလည်းပြောလို့ရမယ်ထင်တယ်ဘန်နောက်ကကြတော့ကျွန်တော်တို့သူကစောစောကပြောတဲ့စိတ်ဖိစီးမှုတွေပင်ပန်းမှုတွေအဆင်မပြေမှုတွေဒါတွေကစုပြီးတော့တိုင်းထားလိုက်တဲ့အခါမှာဘန်နောက်ဆိုတဲ့အခြေအနေကိုဖြစ်တာအဲစောစောကပင်ပန်းနေဆိုတဲ့အခါမှာနားယူလိုက်တက်တယ်ဒါပေမဲ့နားမယူလိုက်ဘူးအဲ့တော့ဒီတိုင်းနဲ့ဆက်ပြီးတော့ကိုလုပ်တယ်လုပ်နေဆိုတော့ဆံမှာကြာလာတော့စောစောကပြောတဲ့ဘန်နောက်ဆိုတဲ့အဆင့်ကိုရောက်ဘူးဟုတ်ကဲ့ပါဆရာမအဲ့ပုံမှန်ဆိုလို့ရှိရင်ပေါ့နော်ဒါကျမတို့တွေကဒီဘန်နောက်ဖြစ်တာကဒါအလုံးလုံးတဲ့အခါမှာပင်ပန်းတဲ့အချိန်မှာပဲဘန်နောက်ဖြစ်တယ်လို့ထင်တတ်ကြပါတယ်အဲ့တော့ဒီလိုမျိုးအလုပ်ထဲမှာလည်းမဟုတ်ဘဲနဲ့ပေါ့နော်ဒါကိုယ့်ရဲ့ဒီအိမ်မှုကိစ္စတွေမှာရောပြီးလို့ရှိရင်ဒါမိသားစုတာဝန်တွေကိုဒါယူနေရတဲ့သူတွေမှာဆိုလို့ရှိရင်ရောဘန်နောက်ဆိုတာဖြစ်နေတာဆိုတာလည်းသိချင်ပါတယ်ဆရာမဆိုတော့တော်များများကတခါတလေကြတော့လေအရင်ပင်ပန်းနေလို့ညီလိုက်ဒီအလုံးလုံးကပဲနဲ့ဘာတွေပင်ပန်းနေရလဲဆိုတော့တချို့ပြောတတ်တယ်အဲ့တော့ဒီဘန်နောက်ဆိုတာကအလုံးမှာပဲကြုံရတယ်လို့မဟုတ်ဘူး။တော့ကိုယ့်ရဲ့အိမ်မှုကိစ္စတွေကိုတာဝန်ယူနေရတယ်ဆိုရင်အိမ်အောင်ရှင်မတွေမှာလည်းကြုံရတယ်။တော့ဒီနေရာကိုကိုကဦးစီးဆောင်ပြုနေရတယ်ကိုယ့်ရဲ့အိမ်အောင်ရဲ့ဦးစီးဆောင်ပြုနေရတယ်ဆိုရင်အိမ်အောင်ဦးစီးတွေမှာလည်းဘန်နောက်လာတတ်တယ်။ကိုယ့်ရဲ့ဒီမကျန်းမာတဲ့မိသားစုတွေမှာကိုကအများနဲ့ပြည့်စုံဆောင်ရှောက်နေတာကိုကနားကျင်နေတာလို့ဆိုရင်ဘန်နောက်ရတတ်တယ်။တော့ဘလောက်ကပဲကျွန်တော်တို့ဘန်နောက်ရတယ်ဆိုရင်မဟုတ်ဘူး။တော့အချိန်ရောင်းကနေကိုပြင်ပန်းနွမ်းနေစီတယ်တော့အကြမ်းပြောရမယ်ဆိုရင်ကိုအတွက်နားကြည့်ရရှိတယ်ဟာကိုကအလုပ်တွေစက်တိုက်လုပ်နေတယ်ကိုเจ้าညာတစ်ခုစက်တိုက်တွေးနေတယ်ဆိုတော့အချိန်မှမှာပဲကျွန်တော်ဘန်းတော့ရနော်တော့ကိုကလုံးလိုက်တယ်တော့လုပ်ပေးလိုက်ရတာကကိုပြန်ရတဲ့အနားယူလို့အတိအမှတ်ပြုလို့မရဘူးဆိုတော့ဘယ်ရဆိုကျွန်တော်ဘန်းတော့ရတတ်တယ်ကြာလာတဲ့အခါဟုတ်ဒီဘန်တော့
ဆိုတာပေါ့နော်ဒီချက်ချင်းဖြစ်လာတာမျိုးမဟုတ်ဘဲနဲ့တဖြည်းဖြည်းနဲ့ဖြစ်လာတာကိုလည်းကြားဖို့ပါတယ်အဲ့တော့ကျွန်တော်တို့ကိုယ်တိုင်ဒါမှမဟုတ်ဘူးဆိုရင်လည်းဒီကိုဘေးနာမှာရှိတဲ့ကိုယ့်ရဲ့အပေါင်းအသင်းမိတ်ဆွေတွေပေါ့နော်ဘန်တော့စဖြစ်နေပြီဆိုတာကိုဘယ်လိုပေါ့နော်ရုပ်ပိုင်းဆိုင်ရာအခြေအနေတွေစိတ်ပိုင်းဆိုင်ရာအခြေအနေတွေဘယ်လိုလက္ခဏာတွေနဲ့ဒီအစောဆုံးသိထားမိနိုင်မလဲပေါ့ဟုတ်ဘန်တော့ကစောစောကတော့ချက်ချင်းဖြစ်လို့နော်တော့ပင်မန်းနဲ့စိတ်ပြီးစည်းစရာတွေကြုံရတယ်ဆင်ပြေတဲ့အခြေအနေတွေကြုံရတယ်အဲ့တော့ဒီအခြေအနေတွေကြုံရဒါပေမဲ့ကိုယ့်အတွက်နားချိန်မပါဘူးဆိုတော့ကိုယ့်မှာကနားဖို့ကိုအခွင့်အရေးကောင်းတယ်လို့ဒီစက်တိုက်လုပ်တယ်အချိန်ထဲမှာပဲကိုကတစ်ခုဆိုတိုင်းအလုပ်ကအကြောင်းအရာတွေကိုတင်လို့တည်သွားတယ်အဲ့တော့ကိုယ့်အတွက် personal time မရှိဘူးဆိုတဲ့အခါမှာကြာလာတဲ့အခါမှာကိုကအရန်ပြင်လာတယ်အဲ့တော့ဘယ်ပိုင်းဆိုင်ရာရဆိုဘာတွေဖြစ်လာလဲဆိုပြောရမယ်ဆိုတော့ချမ်းသာလာတယ်တစ်ချိန်ထဲမှာကြွက်သားတွေတင်းလာတယ်ခေါင်းတွေကြိုက်လာတယ်ခေါင်းတွေမူးလာတယ်ဒါလည်းကျွန်တော်ရုပ်ပိုင်းဆိုင်ရာညာပြနေတယ်လေတော့အဲ့ဒီလိုကတော့ဘာမှမလေကိုကအဲ့ကောင်းကောင်းအိတ်လို့မရတော့ဘူးเนาะဆိုတော့ဒီအခြေအနေတွေဖြစ်လာတော့တစ်ခါတလေကျတော့လည်းပဲအရန်အိတ်ချင်နေတယ်ဆိုတော့အနေထားတွေဒီတိုင်းရုပ်ပိုင်းဆိုင်ရာကနားတွေပြတတ်တယ်အဲ့တော့စိတ်ပိုင်းဆိုင်ရာရဆိုတော့ကိုကဘာလဲအဲ့တော့ပြန်နွားနေတာအဲ့တော့ပြန်နွားနေတာဖြစ်တဲ့အတွက်ဘာလို့လဲတူလဲဆိုတော့ကျွန်တော်တို့တော်တော်များများကြောက်ကြတယ်ကျွန်တော်တို့မှာဒါဒီကွက်လေးတွေရှိတယ်ကိုပိုင်ဒီကွက်လေးဒီကွက်လေးတွေမှာကိုကဆိုတော့ပြန်နွားမှုတွေစိတ်ပြည်စည်းမှုတွေစင်မပြေမှုတွေဒါတွေကျွန်တော်ကိုကထည့်ထားတဲ့အခါမှာဒီကွက်ထဲကခံစားချက်တွေရေရပြည့်နေနော်ဒီရပြည့်နေတဲ့အခါမှာပုံမှာရှန်ထွက်လာတော့ကိုကဒါတွေကိုနားမပေးတဲ့အခါမှာဒီစတော့ဘန်အောက်ဆိုရင်ပြင်မနွားနေတယ်ဆိုတော့ပောက်ပွဲထွက်သွားတယ်အရှိလို့ဖြစ်တတ်တယ်အဲ့တော့ကိုယ့်ရဲ့ခံစားချက်တွေကတစ်ခုကိုခံစားလို့ရတယ်ကိုယ်တစ်ခုဆိုရင်ဝမ်းနေကြတယ်တစ်ခုဆိုရင်ငိုခြင်းလာတယ်တစ်ခုဆိုရင်ဒေါသထွက်တယ်တချို့ဆိုရင်ကြားမှုကြမယ်ကျွန်တော်ကဘာလို့မှမသိဘူးလောကဝင်ခြင်းတယ်လောမှုပင်ပန်းနေဘာမှမလုပ်ရဘဲနဲ့လို့ပင်ပန်းနေဒါကစိတ်ပိုင်းဆိုင်ရာတွေပြနေတဲ့အခြေအနေတွေပေါ့အဲ့တော့ဒီလိုမျိုးပြလာတတ်တယ်အဲ့တော့တစ်ချိန်မှမှာပဲကိုယ့်အတွက်အချိန်မရှိဘူးအဲ့တော့ကိုယ့်အတွက်အချိန်မရှိတော့လည်းဒေါသနဲ့တည်းကဖြစ်တတ်တယ်ဆိုရင်ကိုကာဝယ်ဖို့ကမေ့လာတယ်အဲ့တော့ကိုယ့်အတွက်အချိန်မယူတော့ဘူးမယူဖြစ်တော့ဘူးကိုယ်ကပြောက်တယ်ကိုယ့်အတွက်ဘဝရဲ့အတိတ်ကိုရှာမတွေးတော့ဘူးဆိုတော့တစ်ခါတလေကိုယ်လုံးတာလုံးလာတယ်ဘာတော့လုံးလာတော့ပြောတယ်ကိုခံစားချက်တွေကညားလာတဲ့အခါမှာကိုယ်ကိုယ်တိုင်ဘာတွေခံစားနေရတာမသိဘူးကိုယ်ကဝမ်းဖြစ်သွားတယ်ဒါတွေကကျမတို့စိတ်ပိုင်းဆိုင်ရာပြတဲ့ခံစားချက်လေကိုယ့်အတွက်ဘဝတွေလည်းမလဲလာတယ်ကိုယ်တိုင်မှာပျောက်ကွယ်သွားကြတယ်ဆိုတော့အခြေအနေဖြစ်တယ်ဟုတ်ကဲ့ပါဟိုလူကလေဟိုစိတ်ကိုစောင့်ကြတယ်စိတ်ကလူကိုစောင့်တယ်ပေါ့နော်ဟိုစိတ်ကမကောင်းဘူးဆိုရင်လူရဲ့ရုပ်ပိုင်းဆိုင်ရာကိုထိခိုက်နိုင်တယ်ဆိုတာရှိတယ်အခုဘန်တော့ဖြစ်တဲ့ဘောကကြောင့်လေဒီပင်မနဲ့အပြူမှာနွမ်းနေတာလေပါလာတယ်ဆိုတဲ့ပုံစံမျိုးပေါ့ဆရာမရဲ့အဲ့လိုဆိုတော့ဒီကိုယ့်ရဲ့စိတ်ကဒီဘန်တော့ဖြစ်နေတဲ့လက္ခဏာကြီးပြတယ်ကျွန်တော်မေးလိုက်ပြီပေါ့နော်ဒါဆရာမမခုနမေးလိုက်ကျွန်တော်လက္ခဏာကြီးပြသွားပြီအဲ့လက္ခဏာကြီးပြသွားတော့တိနဲ့ကိုယ့်ရဲ့အခြေအနေကြောင့်မျိုးကြောင့်မိသားစုရဲ့အခက်ခဲကြောင့်ပဲဖြစ်ကိုယ့်ရဲ့ပတ်ဝန်းကျင်ကြောင့်ပဲဖြစ်ဒီဘန်တော့ဖြစ်နေတာတိလဲတိနေပြီဒါပေမဲ့အဲ့ဒါကို short ချဖို့တဲ့အချိန်အားလည်းမရှိဘူးဆက်ပြီးတော့ဘန်တော့ဖြစ်တဲ့လမ်းစဉ်တွေလုပ်ငန်းတွေပဲဆက်လုပ်နေမယ်ဆိုရင်ဆက်လုပ်ဖို့လည်းအကျိုးဆက်ကဖြစ်နေပြီကွာမဖြစ်မနေဖြစ်နေပြီဆိုရင်ကိုယ့်ရဲ့ရုပ်ပိုင်းဆိုင်ရာရောကိုယ့်ရဲ့ကျန်းမာရေးရောဘယ်လိုထိခိုက်လဲဘယ်လောက်ထိဆိုးဝါးသွားနိုင်လဲနောက်ဆုံးဆင့်ထိပေါ့နောက်ဆုံးဆင့်အဲ့လောက်သိချင်တာပေါ့ဟုတ်ကဲ့ပါဆရာမထောက်ပြကျေးဇူးပါတော့ကျမနားလည်လိုက်တာကကိုယ့်အနေနဲ့ကိုကဒါအလုပ်တွေစတိုက်လုပ်နေမှာပဲတော့ကိုယ့်ရဲ့အလုံးလမ်းကမှာပဲဖြစ်ပေါင်းတဲ့ဆက်ဆံရေးမှာပဲဖြစ်ဒီအတွက်ကိုချိန်ပြီးပေးနေပြီပဲကိုယ့်အတွက်ကိုတော့အားချိန်ကနားဖို့ကိုချိန်မရှိနေဘူးဆိုတော့ထားမှဖြစ်တယ်။ဒီနေထားမှာတော့ကိုယ့်ရဲ့ရုပ်ပိုင်းဆိုင်ရာစိတ်ပိုင်းဆိုင်ရာကဘလောက်ချိန်မှထိတာပြီးတော့တက်ရောက်နိုင်တယ်။တက်ရောက်နေတယ်ဆိုသွားနိုင်တယ်ပေါ့။ဟုတ်ကဲ့ပါဆိုတော့စောစောကတော့ဒါရုပ်ပိုင်းဆိုင်ရာစိတ်ပိုင်းဆိုင်ရာအခြေအနေကိုပြောခဲ့တယ်ပေါ့။အဲ့တော့ဒီနေရာမှာဒါကကိုယ့်အတွက်နားချောင်းလာရှိအောင်လို့ဆိုတဲ့အနေထားပေါ့။ဒါလေးကပြန်ပြီးတော့စဉ်းစားဖို့ကောင်းတယ်အဲ့တော့ကိုယ့်အတွက်နားချိန်ကရှိတော့လာအောင်ကိုယ်လုပ်ငန်းမှုအဲ့လိုမှာကိုရန်လုပ်နေပြီလေကိုယ့်ရဲ့ပေါင်းပေါင်းစစ်တမ်းတွေအခြေရန်ပြီးနေပြီလို့ဆိုကြတာကိုယ့်အတွက်မရှိတော့ဘူးเนาะအဲ့တော့ကိုယ့်အတွက်နားချိန်မရှိတော့တော့ကျွန်တော်ရှေ့အတက်မှာကြာဘောင်တွေနဲ့တွားပြီးတော့ဆက်ဆက်နေတယ်အဲ့တော့ကိုယ့်အတွက်နားချိန်မရှိတော့ဆိုရင်ကိုယ့်အတွက်နားချိန်ပြန်ပြီးတော့မှဘောင်တွေလေးချပြီးပြန်တော့ယူရဖို့လိုတာအဲ့တော့ကိုယ့်ရဲ့လုပ်ငန်းကိုမှဆိုလည်းအလုံးမှာလည်းထားကြလို့ရတယ်တော်တော်ထိတင်သွားတော့လည်းကိုကဒါလေးကောက်ကမှမပါဘူးချလို့ရတယ်ဆိုတော့ဒါတော့တပိုင်းပေါ့အဲ့တော့ကိုယ့်ရဲ့ပေါင်းဆက်ဆံရေးမှာလည်းကိုယ့်ရဲ့နားကျင်လေးပါလာပြီးတော့တက်ရောက်နေတယ်ဆိုရင်စောစောကပြောတော့ဘောင်ဝင်နဲ့ပြန်ပြီးတော့ချလို့ရတယ်အဲ့ဒီအချိန်မှာမှ
တော့ပိုင်းဆိုင်ရာစိတ်ပိုင်းဆိုင်ရာတွေဒါပြီးတော့တက်ရောက်နေတယ်အဲ့တော့ဘောင်တွေလည်းချလို့ရတယ်နားကြည့်ရတယ်မရှိဘူးဆိုရင်စိုးစိုးကပြောတယ်ဒီပိုင်းဆိုင်ရာမှာဆိုရင်ရန်နေစိတ်ကြိုလာတယ်ဒေါရထွက်လာတယ်အဲ့တော့စိုးစိုးကပြောတယ်ကျွန်တော်တို့ခေါင်းကိုက်လာတယ်ခေါင်းအောင်းလာတယ်အဆမ်ကြီးဖြစ်လာဒါလည်းကျွန်တော်တို့ပိုင်းဆိုင်ရာမှာပြန်ဒီစိတ်ပိုင်းဆိုင်ရာမှာကျတော့ဘာနဲ့တူလဲဆိုရင်ကျွန်တော်တို့ဘန်နောက်ကဒီစိုးစိုးကပြောတယ်ဒီဘက်ထဲမှာဥပမာပြောရတယ်နော်ဆိုတော့ဒီဘက်ထဲကရေကအပေါ်မှာရှမ်းထွက်နေတာမခံနိုင်တော့သူပြင်နေတယ်သူမနာဖို့အချိန်လိုနော်အဲ့ဒါဒီရေကလေးကခံနိုင်တဲ့ကောင်ဒီရေကွက်လေးကပေါက်ထွက်သွားတယ်ကွက်ထွက်သွားတယ်ဆိုတော့ကွက်ထွက်မသွားအောင်ကျွန်တော်တို့ကဒါကာဝယ်ဖို့လိုတယ်ဒါတော့ဒီပိုင်းအဲ့တော့ကွက်ထွက်သွားတဲ့တယ်ဆိုတဲ့အချိန်ကိုပေါင်းစားမှဖြစ်နိုင်တာပေါ့တော့ကကိုယ့်ရဲ့ဒေါ်လာကိုထိန်းနိုင်တယ်တခုခုဆိုရင်အဲ့ငါ့ကိုပဲလာပြီးတော့ခိုင်းနေတယ်ငါအတွက်ချင်းမရှိတော့ပြန်ဘူးဆိုတခုခုဆိုဒေါ်လာတွေထွက်အဲ့တော့အလုံးကိုပြောတဲ့အလုံးဒါပေမဲ့မပြောတော့အဲ့တော့မပြောတော့တဲ့အခါကျတော့ဒီမှာတော့အလုံးထွက်တော့မယ်ဆိုတာလေခံစားချက်အမှားတွေဆုံးဖြတ်ချက်အမှားတွေချလာကြတယ်နောက်တစ်ခုကကြတော့စောစောကပြောတယ်ပုဂ္ဂိုလ်ကိုတာဝန်ရှိတော်မူခံတာဘုကဘာမှလည်းမချနိုင်ဘူးအလုပ်တွေလည်းဆက်လုပ်ဖြစ်တယ်အပေါင်းအသင်းစတဲ့ရေးတွေအတွက်လည်းကိုလုပ်ပေးဖြစ်တယ်ဒါပေမဲ့ကိုယ့်အတွက်မူနာမရှိတော့ငါအတွက်ငါကပါမယ်ငါအတွက်ဘွားတွေကပါလေအဲ့တော့ငါကတော့တာဝန်ရှိတော်ဆိုလူတယောက်ကိုခံစားရပြီပေါ့ဟိုစိတ်တက်ကြစင်းတာတွေစိတ်ကြယောဂတွေဖြစ်သွားတယ်ဆိုတော့ဒီလိုဆိုးရတယ်ဆိုတဲ့အချိန်လေးဖြစ်သွားတတ်တယ်နော်ဟုတ်ကဲ့ပါဆရာမအဲ့တော့တည်သွားပြီနော်အစိုးဆုံးဘယ်လောက်ထိဖြစ်သွားလဲဆိုတာကိုယ်တိုင်အဲ့လိုကြုံတွေ့လာခဲ့တဲ့ဆိုရင်ကိုဘယ်လောက်ထိနေကောင်းနေဖြစ်သွားမလဲပေါ့နော်ကျမကြီးဘယ်လောက်ထိထိခိုက်သွားမလဲဆိုတာမျိုးဟုတ်သိချင်သွားအောင်နော်တိတ်ပြီးတော့မဆိုးပါဘူးဆိုလို့ရှင်တော့ဒီဘန်းလောက်ကိုပဲဆက်ပြီးတော့ကြုံတွေ့အောင်နေတတ်တော့ပေါ့သူမဖြေရှင်းတော့ဆရာမအဲ့လိုဖြစ်လာကိုကျမကြီးထိမှလည်းကြောက်ရသည်ဆရာမကိုလည်းချရသည်ဟုတ်ကဲ့ပါအဲ့ဒါဆိုနောက်ထပ်မိန်းကလေးတစ်ခုမေးချင်ပါတယ်ဆရာမအဲ့တော့အခုလိုမျိုးပေါ့နော်ဒီဘန်းတော့ကိုကြုံတွေ့နေရပြီဆိုလို့ရှိရင်ဒါအလုပ်ထွက်လိုက်ရမှာဒါမှမဟုတ်လို့ရှင်အားလုံးကိုစွန့်လွတ်လိုက်မှဒီဘန်းတော့ကနေပြီးတော့လွတ်မြောက်မှာလားဆရာမဒါမှမဟုတ်ဘဲနေတာအလုပ်ထဲကနေလည်းမထွက်ဖ ೇನೆ ပေါ့နော်ကိုပြန်ပြီးတော့ကိုစားလို့ရမယ့်အနေနဲ့နေပြီးလို့ရှိရင်ဘန်းတော့ဖြစ်တဲ့နေရာကနေပြီးတော့ပေါ့လွတ်မြောက်မဲ့ဒါနီးနှန်းလေးတွေရှိရဆိုလို့ရှိရင်ဆရာမနေတဲ့နီးနှန်းကောင်းလေးတွေလက်ညှိုးပေးပါအောင်ရှင်ဟုတ်ကဲ့တော့ရုပ်တရက်ကြည့်ရတယ်ဆိုတဲ့အခါမှာသူကအလုံးမပြောင်းနိုင်ဘူးလောကနေထွက်လာတယ်။ဒါကြောင့်တော်တော်များများမှာဒီမျိုးလေးဆုံးဖြတ်ဖြစ်တယ်။တချို့မှာလည်းပဲဆုံးဖြတ်တဲ့အတိုင်းပဲလိုက်ပြီးလုံးလိုက်ဖြစ်တယ်။အဲ့တော့ငါကတော့အလုပ်ပြန်ပြန်နေပြီ။ဒီလိုပြရငါအတွက်စင်ပြီးထွက်လိုက်ပြီ။ဆိုတော့ထွက်လိုက်တယ်ဆိုတဲ့အခါမှာနောက်လို့သူပြောင်းရင်လည်းဒီဘက်တော့ပြန်ပြောင်းကြများတယ်။ဆိုတော့ဒီညမှာကကျမတို့ကပြောရမယ်ဆိုတော့ပြန်နေစောစောကကိုဆိုလာပြီးတော့ပြန်နေတယ်ဆိုတဲ့အခြေအနေကိုကြားလို့ပါကိုပြင်နေတယ်ဆိုတဲ့ခံစားချက်ကကျွန်တော်အလကားဖြစ်တာလည်းမဟုတ်ဘူးကျွန်တော်တို့ဒီမှာခံစားချက်တွေများရှိတယ်ဝမ်းနေတယ်ဒေါသထွက်တယ်ဒီပြင်နေတယ်အားမလို့အားမရဖြစ်တယ်ကြောက်တယ်ဆိုတဲ့ခံစားချက်တွေအများကြီးရှိတယ်အဲဒီခံစားချက်တွေကကျွန်တော်တို့အလကားဖြစ်တာမဟုတ်ဘူးကျွန်တော်တို့ရဲ့ခြေတွေလက်တွေလိုသူကမဖြစ်မနေဘူးအဲ့လိုထည့်နေတာကျွန်တော်တို့ကြောက်တယ်ဆိုတဲ့ခံစားချက်မရှိဘူးကျွန်တော်တို့တစ်ခုခုလုပ်ဖို့ဟာဒီလေးရှိရှိဘူးလို့တခါတလေကျတော့လည်းခြေတွေတစ်ခုဒေါသထွက်တယ်ပြောတော့ကျွန်တော်တို့ကဝန်နိုင်လို့နေဒေါရထပ်တော့ဒီထင်ရရင်အသိခံပါဘူးဒီဘောင်းကြီးချတော့တော်ဘာသာဆိုတဲ့ခံစားချက်ကြောင့်လည်းကိုကဆက်ပြီးတော့တွားကြတယ်လေတော့ငါသူနဲ့တော့ဆက်ပြီးပေါင်းလာဖြစ်ဘူးဆိုတဲ့ခံစားချက်ဒီဆုံးဖြတ်ချက်တွေပြန်ဖြစ်ဆိုတော့ဘာမှမလဲဒီပြန်နေတယ်ဆိုတဲ့ခံစားချက်ကဘာဖြစ်လဲဆိုတဲ့ကောင်ကကိုသိတယ်ကျွန်တော်အဲ့ပုံနဲ့ငါရပြန်နေငါမပြောတော့ဘူးအဲ့တော့သိပြီဆိုတာကဖြစ်တယ်ဒီလိုမျိုးပြန်ကျွန်တော်တို့နေပြန်နေနေနာဖို့လို့နေနာဖို့ပြောနေဆိုတာမျိုးပြောလို့ဒါပေမဲ့ကျွန်တော်တို့ကိုမနာမပန်းအလုပ်တွေစက်တိုက်ရတယ်အဲ့တော့ကိုငါကြားတော့လည်းကိုတို့မိသားစုကိုချိန်ပေးတယ်တကယ်ကြာဖို့တော့ချိန်ရမရှိဘူးဆိုတော့အကောင်းဆုံးကဘာဖြစ်လဲတော့တိတိကျကျလိုက်တာဟိုဒါမှမဟုတ်ဆိုတော့ကိုလာပြောသလိုပေါ့နော်အနားမှာကိုတို့အချိန်ကိုမရှိတော့ဘူးဆိုရင်ဘယ်လိုကိုအတွက် healthy boundary လေးထားမလဲ healthy boundary ထားရမယ်ဆိုတော့ဒီလိုပေါင်းပြီးထားမယ်တခါတလေကျတော့လေကျမတို့အလုပ်တွေကသူ့လုံးလုံးလာတယ်လုံးရတဲ့အခါမှာစက်တိုက်ဖြစ်နေတယ်ဆိုရင်လည်းတနေ့ကုန်မှာကိုခဏလေး10မိနစ်လောက်ပြင်လေးထွက်ပြီးပဲရှောက်တာဒါမှမဟုတ်ဘူးဆိုလည်းပဲလီကောင်းနေတယ်လို့ရှူလိုက်တာဆိုရင်တော့ကိုခဏလေး9မိနစ်လောက်တစ်ချိန်လေးတစ်ပုတ်လောက်နောက်ထောင်လိုက်တာဒါကတော့အနားယူတယ်တိတိလေးတွေလုပ်ကြည့်တယ်ဆိုတော့ဒီလိုမျိုးလေးတွေနဲ့အနားယူရတယ်နောက်တစ်ခုကအေးရောကအေးလိုက်တယ်ဆိုတော့ဒီလိုလေးလုပ်ရတယ်နောက်တစ်ခုကဘာလဲဆိုရင်ကျမတို့ကကိုစိတ်ပြောတဲ့အရာကိုစိတ်ပြောတဲ့အရာတော့ကိုကတော့တောက်လိုက်နေစားလိုက်နေဆိုတာချက်ကိုအတွက် happy ဖြစ်တဲ့အရာကိုတစ်ခုခုလုပ်ရတာဝါသနာပါတယ်ဒါလေးကိုထားပြီးလုပ်ကြည့်ရတခါမှကျတော့ရမ်းတင်တဲ့အခါမှာကိုပြောရှင်တဲ့အရာတွေပြီးပါတယ်ကျွန်တော်တို့ကကိုရဲ့ set care ပေါ့ကိုယ့်ကိုယ်ကပြန်ပြီးတော့ site လုပ်တယ်အဲ့တော့ကိုကလေ့ကျင့်နေလောက်တာကြိုက်တယ်ဆိုရင်လေ့ကျင့်နေလို့ပဲ
ဒါသူကတော့လေ့ကျင့်ခန်းလုပ်လို့ငါဘာလေ့ကျင့်ခန်းလုပ်ရမယ်ဆိုတာမျိုးမဟုတ်ဘူးကိုယ့်အတွက်ကိုယ်သဘောကျတဲ့တော့လုပ်တာမျိုးအဲ့တော့ကိုကကြတော့ကိုယ့်ရဲ့အညာကိုယ့်ရဲ့သူ့လေးနဲ့တားလေးနဲ့သူ့လေးနဲ့အချိန်ကုန်ရတာကြိုက်တယ်ဆိုရင်လည်းကိုယ့်ရဲ့လူသားစုကိုလည်းနဲ့အချိန်ကုန်အောင်လုပ်အောင်ဒါကြတော့ကိုယ့်ရဲ့အနားယူတဲ့ဒီတနည်းအဲ့တော့ဒီလိုမျိုးပုံစံနေနဲ့မားယူလို့ရနော်ဟုတ်ပါတယ်အဲ့တော့ဆမ်မပြောသလိုမျိုးပဲပေါ့နော်ဒါတော်တော်များများကလည်းတချို့ရှိကြတယ်ပေါ့နော်သူပျော်ရွှင်မှုအတွက်သူဆင်ပြေဖို့အတွက်ကိုပျောက်နေကြရတယ်ပေါ့နော်အဲ့ဒါကတော့ဒါတော့အခုဒီနေ့မေးမြန်းနေဆိုတာကကြတော့ဒါတငယ်ချင်းတွေမိတ်ဆွေတွေဒါချစ်သူတွေဂျားမှာဒါဖြစ်များတဲ့ဟာတွေမေးမြန်းကြတာပေါ့နော်ခါတလေလဲကိုရိုင်းနဲ့ကြုံမှုပါတယ်လို့ဘန်းတော့ဖြစ်တာမျိုးတွေပေါ့နော်ဒါပေမဲ့ခုနဆမ်မပြောလို့သတိရမြတ်တစ်ခုရှိတယ်ပေါ့နော်အဲ့လိုမျိုးသူများအတွက်တော့ငါမိသားစုအတွက်ဆိုပြီးတော့ပေါ့နော်ဒါအမြဲတမ်းဒါပေးဆက်နေတဲ့တယောက်မျက်စိပြင်းပြင်းသွားတာပေါ့နော်အမေတွေပေါ့နော်အမေတွေဆိုလို့ရှိရင်လည်းသူတို့မှလည်းအရင်တော့ယာရုတွေဘယ်လောက်ရှိခဲ့ဘယ်လောက်ပဲသူတို့အလုပ်ငန်းခွင်မှာအောင်မြင်ခဲ့အိမ်နောက်တစ်ခုဖြစ်သွားပြီဆိုလို့ရှိရင်သူတို့သားသမီးတွေသူတို့ရဲ့အမျိုးသားအတွက်ဒီအိမ်နောက်အတွက်ဆိုပြီးတော့ဆုံးလွန်ပြီးတော့အိမ်နောက်ရှင်မအတောင်းဝင်မယူလိုက်ကြတော့တယ်ဒါဆိုလို့ရှိရင်မိခင်တွေမှာလည်းတစ်ခါတလေမှကြုံထက်မှာမယ်ဒီလိုမျိုးဘန်းတော့ဖြစ်တဲ့အချိန်တွေသူတို့မှလည်းရှိမှာမယ်ဒါမျိုးတွေကိုဒါအနားမှာရှိတဲ့အမျိုးသားတွေတောင်းမလို့ရှိရင်ကိုယ့်သားသမီးတွေကနေပြီးတော့ဂီလိုဆိုင်ကြည့်ပြီးတော့ဆရာမလိုမျိုးပဲပေါ့နော်သူ့အတွက်အချိန်သူ့ရဲ့နားယူဖို့အချိန်ဆိုတာဖန်တီးပေးတဲ့လို့မြင်ပါတယ်ဟုတ်တယ်နော်အဲ့ဒါလေးလည်းပြောပြပါဦးဆရာမဟုတ်တယ်နော်ဆိုတော့တရားလေးကလည်းဒါရန်ကောင်းတယ်ဆိုတော့ကမဲ့ဆိုစီပြီးဆွေးနွေးသွားတဲ့နေရာလေးတွေတော့ပြောရမယ်ဆိုရင်စိုးစိုးကဒီဘန်းနောက်ကကျွန်တော်တို့လောင်းနှောင်းမှာပဲကြုံရမှာစိုးစိုးကပြောချင်းနေတယ်အများကြီးကြုံရတယ်နော်အဲ့တော့တနည်းအားဖြင့်ပါလဲဆိုရင်ကျွန်တော်တို့အမျိုးသမီးရဲ့အမျိုးသားပဲဖြစ်အိမ်သားဝင်အိမ်သားရှင်မဆိုတဲ့တာဝန်တစ်ခုယူရတဲ့ပုံမှာသူကဒီနေရာမှာလည်းပဲ responsibility ဒီတာဝန်တွေကိုကြည့်အောင်ထမ်းဆောင်တယ်တော့ကိုယ့်ရဲ့တာသမီးတွေလုံးအိမ်ကိစ္စအဝဝပါတော့လုံးရတယ်ဆိုတဲ့အချိန်မှာကျွန်တော်တို့လုံးရတယ်ဆိုတော့မှာကောင်းကောင်းလုပ်ပါမယ်တစ်ချိန်တည်းမှာကိုယ့်အတွက်နားချိန်မရှိဘူးဒါကြီးကတစ်ခုနောက်တစ်ခုကကျတော့ကျွန်တော်တို့ကအသိနဲ့ပြုခံဆိုဒီလုံးတွေပေါ်မှာပြန်ပြီးတော့မှကျေးဇူးတင်ခံရအသိနဲ့ပြုခံရအောင်ဆိုတဲ့ဒီလိုပြန်လာဒါကလည်းမလေးတော့လည်းတော့လုံးနေတယ်ကိုလောက်ဖို့ကံဘက်ကပဲဖြစ်ဖြစ်ကိုယ့်ရဲ့စင်ညာကပဲဖြစ်ဖြစ်ကိုချီးကျူးလိုက်တယ်ဆိုပြောတယ်ဘာလို့လဲဆိုကိုတကယ်လုံးနိုင်တယ်သူတို့ကလည်းကိုအပြစ်မှတ်ပြုတယ် appreciate ဖြစ်တယ်အဲ့လိုပဲကျွန်တော်တို့အင်တာရှင်မတွေလေအင်တာဝစီတွေမှာလည်းသူတို့ကလည်းအချင်းချင်းအတိမတ်ပြုလို့လုပ်လိုက်တယ်တော့ချင်းချင်းကျေးဇူးတင်စကားပြောတာအတိမတ်ပြုမှုတခြားတည်းမှာအတိမတ်ပြုတယ်ဆိုတာကဒါတူတဲ့နေနေမှာပဲသူ့နားချိန်လေးစီစဉ်ပေးကြမယ်ဆိုတော့အချင်းချင်းနားလည်ပြောတယ်ဒါအတိမတ်ပြုတယ်ဟောသူကိုယ့်ရဲ့အမျိုးသမီးလေးစားနေကြတယ်မောင်လေးတစ်ခုလာတယ်ဆိုတာကအတိမတ်ပြုတယ်တစ်ခါကလည်းဒီကနေတစ်စုံပြန်ပြီးတော့တိဖြစ်တယ်အဲ့တော့ positive emotion လေးတွေပဲဖြစ်တာနော်တော့ကျမတို့ဒီနေရာမှာလည်းပဲကိုယ့်အနေနဲ့ရမ်းပြန်နှမ်းလာတယ်ဆိုတော့အချိန်မှာကိုချစ်တဲ့ဒီကိုယ့်ရဲ့ဒီအိမ်အောင်ဘက်ကအိမ်အောင်ဘက်ဆိုတဲ့နေရာမှာဆိုတော့အိမ်အောင်ကြီးအိမ်အောင်ရှင်မနေရာမှာတူကိုခွဲနေတာဟုတ်တယ်နဲ့ပေါ့အဲ့တော့သူရမ်းပြန်နှမ်းနေရှာမှာပဲအဲ့တော့သူဒီနေရာမှာရမ်းနေအလုပ်တွေများနေရှာမှာပဲဆိုတဲ့အချိန်မှာကျမတို့စကားလေးတစ်ခွန်းနဲ့အတိမတ်ပြီးတာဒါမှမဟုတ်ဘူးဆိုလေသူစားချင်တယ်မောင်လေးဝယ်ကြတယ်ဆိုတော့ဒါကလေအတိမတ်ပြီးဆိုတော့ဒါလေးကဒီနေ့ပြန်ပြီးတော့ပြီးဖြစ်စေတယ်positive hormone တွေထွက်စီတော့အဲ့ဒီခါမှာထပ်ပြီးတော့လည်းအလုပ်လုပ်ဖို့အားရတဲ့ပြရတယ်နော်တော့ဒါကကျမတို့ဒီလိုမျိုးအတိမတ်ပြုခံရတယ်ဆိုတဲ့အချိန်မှာလေဆိုတော့ပြော brand out ဆိုတဲ့အစီကိုကာဝါပေးတယ်ဒါပေမဲ့လည်းအနားယူလည်းဆိုတော့ပြောအတိမတ်ပြုခံရတယ်နှစ်ခုပေါင်းอ่ะနော်ဆိုတော့တစ်ခါလေကျတော့ဒီလိုမျိုးဆိုတော့ကမကြည့်ရလို့ပဲမတော်အိမ်အောင်ကြီးတွေအိမ်အောင်ရှင်မတွေလည်းဒီ brand out ဆိုတဲ့အချိန်ကိုရတတ်တယ်အဲ့တော့အရန်ပြန်နိုင်တဲ့အခါမှာကောင်းကောင်းအနားယူလိုက်တာကိုယ့်ရဲ့ပါတနာစီစကားလေးတစ်ခုနဲ့အတိမတ်ပြုခံရတယ်ဆိုတာကလည်းပြန်ပြီးတော့စွန့်ရင်ပြန်ပြည့်စုံတယ်နော်ကဲတကယ်ချင်းမေးချင်တဲ့မိကုန်းနေရှိနေမယ်ထင်ပါတယ်မေးချင်တဲ့မိကုန်းဆိုတာတခုပေါ့နော်ဒါconfirm လုပ်ချင်တဲ့သဘောပဲပေါ့နော်ဆရာမအဲ့ဆိုရင်ဆရာမပြောချင်တဲ့သဘောအရာရောကျွန်တော်နဲ့ဆွေးနွေးတဲ့စကားဝိုင်းမှာရောရပါပေါ့နော်ဒီအတိမတ်ပြုမှုတစ်ခုကဘန်တော့ဖြစ်စဉ်ကိုတက်တာစီတာပဲဖြစ်ပျောက်ကင်းစီတဲ့အားရင်တစ်ခုဖြစ်စီတယ်ဆိုရင်မှန်မလားဆရာမပျောက်ကင်းစေရဆိုတော့ထက်လေအားရင်လေးဖြစ်စေဖြစ်စေပေါ့နော်ဟုတ်ဖြစ်စေလို့ကပျောက်ကင်းတာတော့ဟာဥပမာကိုယ်ခါလေးကြတယ်အလုံးမှာပြည့်မဲ့ပြုတွေလာတာဒါပေမဲ့လို့လေအလုပ်တွေကဇက်တိုက်လုပ်နေရတယ်ဆိုရင်လည်းမှန်းတာဒါပေမဲ့ဘာပြန်လာတာလဲစိတ်ကပဲဒီကပြန်လာတာလေဒီလိုနဲ့ကြဒီလိုမလုပ်ရရမ်းပြောတယ်လေကျင်တတ်တယ်ဒါပေမဲ့ကျတော့ဇက်ပိုင်းတိုင်ရကြမ900ဒါကမှဒါတော့က100% ကောက်ွယ်တာတော့မဟုတ်ဘူးလေလို့လေ
ဒါ energy တစ်ခုအနေနဲ့ပြန်ပြီးစွမ်းရည်တစ်ခုအနေနဲ့ရစေမှာဆိုတော့ ဟိုကာဗာလေး recover လေးတော့ဖြစ်စီမယ်ပေါ့ဟုတ်ကဲ့ပါမိကုန်းတွေကလည်းများနေပြီ တော်တော်လေးဆုံးနေပြီเนาะအဲ့တော့ဒါဆိုနောက်ဆုံးမိကုန်းလေးတစ်ခုတော့ဆရာမမေးလိုက်တော့မယ်เนาะ တစ်ခုပဲเนาะ တစ်ခုပဲ ဆရာမပြရတာအများကြီးဆိုအာနာ ဟုတ်တယ်ဟုတ်ကဲ့ဆရာမအဲ့တော့အဲ့ဒါပြောချင်တာကတော့ပေါ့နော်ဒီလိုမျိုးဒါဘန်းတော့ဒါကြုံတွေ့ရပြီဆိုလို့ရှိရင်အဲ့ဒါကဒါကိုပြင်းလို့မဟုတ်ဘူးပြီးတော့ကို့မှာဆွမ်းဆောင်ရည်မရှိလို့မဟုတ်ဘူးဆိုတော့ကိုတော့ဒါအားလုံးနားလည်စေချင်တယ်ပေါ့နော်အဲ့တော့အဲ့လိုမျိုးမဟုတ်ဘဲနဲ့ကိုဒါအပြည့်တင်နေတဲ့သူတွေလည်းရှိပါတယ်ဒီလိုမျိုးဘန်းတော့အဖြစ်မျိုးကြုံတွေ့နေရပြီဆိုလို့ရှိရင်ပေါ့နော်အဲ့လိုမျိုးကိုအပြည့်တင်နေတဲ့သူတွေကိုဆရာမကနေပြီးတော့ဒီစီစဉ်ကနေပြီးတော့ပေါ့နော်ဘယ်လိုမျိုးအားပေးစကားလေးပြောကြချင်ပါလဲရှင် ဟုတ်ကဲ့ပါတော့ဘန်းတော့ဆိုတာကလည်းကျွန်တော်တို့ရတတ်တယ်နော်အဲ့တော့ပင်ပန်းနေဆိုတာကလည်းဘန်းဖြစ်တတ်တယ်လို့ကျွန်တော်တို့ဘန်းတော့ရတယ်ဆိုရင်အချိန်မရှိရတယ်ကျွန်တော်တို့ဖြစ်တတ်တယ်တစ်ချိန်တည်းမှာရန်ပင်ပန်းနွမ်းနေလို့ဆိုရင်အဆင့်ကိုရောက်သွားရဲဆိုတာကလေပုံများကြီးစတိုက်အလုပ်တွေလုပ်နေတယ်ကျူးစားနေတယ်နောက်မှလည်းနေလို့ဖြစ်တယ်တော့အဲ့ဒီခါမှာအများကြီးစတိုက်သွားနေပါဆိုတဲ့ခါမှာကိုကပင်ပန်းမပါနိုင်ဘူးကိုကစိတ်သွားတိုင်းကိုမပါတော့ဆိုရင်စကားကပြောလို့မရှိသေးဘူးတစ်ခါတလေကျတော့လေဒီအလုပ်ကိုလုပ်နေရတော့ကိုပြောတာကိုဒါပေမဲ့လုပ်နေရင်းနဲ့အကြောင်းမရှိလို့ခံရပါတယ်ဒါမှမဟုတ်လည်းပဲဒီလုပ်ငန်းခွင်မှာကိုပြောတဲ့လုပ်ငန်းခွင်မှာကောင်းကောင်းအလုပ်လုပ်နိုင်တဲ့အခါမှာကိုကိုအားမရဘူးအဲ့တော့ဒီမှာကိုကလိန်တော့အဲ့တော့ကြာလာတော့ဘာဖြစ်လဲဆိုကိုကိုပြစ်ကျင်တော့အဲ့ငါတော့အလုပ်တွေဆက်မလုပ်နိုင်ပြန်ဘူးငါတော့ပြန်ပြန်ပြန်အဲ့ငါကတော့အားမလို့နိုင်ဘူးတစ်ခါတလေကျတော့လေကျွန်တော်တို့ဘေးဘက်ဝင်ကျင်နေတော့အဲ့တော့ကြည့်ရတာလေအပြန်တော့လည်းလိုက်တာဆိုတော့ခါကျတော့ဟုတ်သားပဲအခုကိုပြန်ပြီးအဖြစ်တွေကြားနေတယ်တော့ငါဝမ်းနေပြန်ပြီငါဒေါ်လာထပ်ပြန်ပြီအဲ့တော့ငါပြန်နှမ်းပြန်ပြီအဲ့တော့ငါကျင်တယ်ဒါပေမဲ့အနားယူရတာကိုကအပြစ်တစ်ခုလိုခံစားရတယ်ကောင်းကောင်းလေးနားလိုက်ကိုနောက်ကလေးကကျမတို့ငါးလုံးနေတာဒါပေမဲ့လို့ကိုကနားလို့မရဘူးငါဆက်သွားရမယ်ငါကဒါတော့ကြိုးစားရတဲ့ကြောင်းတော့ကိုကိုလည်းတက်မှတ်ထားတယ်အဲ့တော့ငါကလုံးတယ်တစ်ချိန်လေးမှာကိုကလည်းပဲတာဝန်တက်တဲ့လူတယောက်ဖြစ်တဲ့အခါမှာဒီတာဝန်ကတော့ငါတာဝန်လို့ခံစားရတယ်အဲဒီမှာရှိတဲ့လုပ်တွေကိုငါလုပ်ရမယ်ငါလုပ်နိုင်ရမယ်မလုပ်နိုင်တဲ့ကိုကိုပြန်ပြစ်တယ်ဆိုတော့ဒီနေရာမှာကျမတို့ကအနားယူလိုက်တယ်ဆိုတာကကျမတို့ဘယ်တော့အနေနဲ့တင်နေပြီဆိုတဲ့အချိန်မှာနားလာအနားလာတော့ကိုအပြစ်ပေးတဲ့အရာလေးတူမဟုတ်ဘူး။ဒါလေးကိုပြီးလို့လေအချိန်လေးမှာပဲသူကလည်းအရင်ကမှန်းနေပြီဆိုလေကိုပြန်ပြီးတော့အတိမတ်ပြုလို့ရတယ်။ဒါဆိုဆိုဆိုကျမတို့အတိမတ်ပြုလို့ပြောလိုက်ကြတယ်နော်။အဲ့တော့သူများကအတိမတ်ပြုဒီညမှာကြောင့်ကိုပြီးလို့။အော်ငါရမ်းပြန်နေရတယ်။သူကအော်ငါရမ်းနာချင်နေတာ။ငါရမ်းပြန်နေနေရှာတာ။ငါစားချင်တယ်မှမစားနိုင်ဘူး။ဒါမှမဟုတ်ဘူးဆိုလေ။ငါကောင်းကောင်းလေးအနားယူတယ်။အဲ့တော့ကိုကိုယ်တိုင်လည်းအများကြီးကိုထိုက်တန်နေဆိုပြီးကိုကိုပြောပြီးလို့သိပြီးလို့လားတော့ဒီကမှာတော့အရန်ပြန်နန်းနေနေဆိုတဲ့အချိန်မှာကိုကိုယ်တိုင်အများကြီးကိုထိုက်တန်နေတယ်အဲ့တော့ဒါကလည်းကိုကိုချစ်တဲ့မိတမျိုးပဲဖြစ်တယ်နော်အဲ့တော့ကိုယ်ကလည်းလုပ်ပြီးကြိုးစားလို့ဒါပြင်းပြင်းနေတယ်ဆိုတဲ့အချိန်မျိုးဖြစ်တာအဲ့ဒီခါမှာကိုကိုအများကြီးပြောလို့ရတယ်ငါကိုယ်တိုင်လည်းငါရမ်းပြန်နေနေငါနားယူမှာထိုက်တန်နေတယ်ဆိုတာမျိုးကိုကိုဂိမ်းနာလေးထားပြီးရတယ်နော်ဒါလေးကနေဒါလေးကိုလည်းအပြောချင်တယ်ဟုတ်ကဲ့ပါကျေးဇူးတင်ပါတယ်အမင်းမြန်းထူတဲ့ကျွန်တော်တို့နှစ်ယောက်ရဲ့မင်းမြန်းသမျှကိုဖြည့်ပေးတဲ့ဆရာမကိုလည်းကျေးဇူးအများကြီးတင်ပါတယ်ဟုတ်ကဲ့ပါဟုတ်နောက်ထပ်လည်းကျွန်တော်တို့ရဲ့ဒါဆွေးနွေးမှုတွေမင်းမြန်းကျင်တာလေးတွေသိကျင်တာလေးရှိတဲ့အခါကျရင်လည်းကျွန်တော်ဟန်လိုမြန်မာအစီအစဉ်ကဖိတ်ခေါ်တဲ့အခါကျရင်လည်းဆရာမအနေနဲ့အခုလိုမျိုးလေးပါဝင်ဆွေးနွေးဖို့အတွက်ကိုလည်းဒီနေရာနေပြီးတော့ request လုပ်ပါတယ်ဆရာမဟုတ်ဟုတ်တယ်ရှင်စိတ်ဝင်တဲ့စကားမေးတွေ့တဲ့အတွက်ကိုလည်းကျေးဇူးများတင်ပါတယ်ရှင်ဟုတ်ကဲ့ပါကေအခုဒါဆရာမဟိုလေဒါမိခုနေမိပြီးသွားရင်နောက်ပိုင်းမှာဆရာမကိုဒါနှုတ်ဆက်ပြီးသွားပြီအဓိကနှုတ်ဆက်ရမယ်ဒီစီစဉ်ကနေနှုတ်ဆက်ရမယ်သူတွေကျင်ပါသေးတယ်အဲ့တော့ပရိသတ်တွေကိုလည်းကေကနေပြီးတော့ပဲဒီဟယ်လိုမြန်မာစီစဉ်ကနေပြီးတော့မှနှုတ်ဆက်ပေးပါအောင်နော်ဟုတ်ကဲ့ပါအဲ့တော့ဒီနေ့မှာဒါကေရိုဒါတင်ဆက်ပေးတဲ့အချိန်ရှိပြီးတော့လည်းအားလုံးကနေပြီးကျင်းနေကြလိမ့်မယ်လို့ပြောလိမ့်မိပါတယ်ရှင်အဲ့တော့ကေရိုတဲ့ဟယ်လိုမြန်မာစီစဉ်ကိုတော့အပတ်စဉ်တင်းနာနေကနေပြီးတော့တောက်ကြနေထိနက်9နာရီအချိန်တိုင်းမှာထုံးနေတင်ဆက်ပေးနေတာပါဒါရင်မကသေးပါဘူးကေရိုရဲ့အစီအစဉ်ကို Skynet application ကနေပြီးတော့လည်းကြည့်ရှုလို့ရပါတယ်ရှင်ကြည့်ရှုအားပေးကြတဲ့ပရိသတ်များအားလုံးပဲဒါပျော်ရွှင်တဲ့နေလေးတွေကိုပိုင်ဆိုင်နိုင်ပါစေလို့ဆုမွန်အောင်တောင်းလိုက်ပါတယ်ရှင်